နဲကြွက်ကလာရင်မဟုတ်ပါဘူးကြီးပါကြွက်ကြီးပါအိမ်ကမီးဖိုးထဲမှာတောင်းညံ့ညင်ကြွက်လင်းညရှာလာတာပါမွေပါလဲသွားပြီးမထောင်ပြတော့ကြည့်မယ်ကြွက်ပဲထောင်ဖြစ်နေကြီးပါတယ်ကြွက်ကြီးကြွက်ကလာကြီးကိုမကဲသားလောက်တာကဲသားဘုံကြီးဆိုတက်အကြီးရယ်ကြောင်ရင်တော့မမြောက်သွားတယ်အဲကြောင်ရင်မြောက်ခံစားနိုင်တော့လို့